ယနေ့ဥပုံနေ့မှာဥပုပ်သီလစောင့်တည်ခံယူကြတဲ့တရားဓမ္မအပေါင်းသူတော်ကောင်းတွေကိုဥပုပ်ဆောင်တယ်ဆိုတာဘာလဲဆိုတာလေးကိုဘုံဘုံယနေ့ရှင်းပြပေးမယ်နော်ဥပုပ်ဆောင်တယ်ဆိုတာကိုကျင့်တရားတွေနဲ့နေတာကိုကျင့်တရားတွေကိုကျင့်သီလတွေကိုဥပုပ်လို့ခေါ်ပါတယ်စောင့်တယ်ဆိုတာကတော့အဲ့ဒီကိုကျင့်သီလတွေကိုထိမ့်သိမ်းတာအဲ့ဒီကိုကျင့်သီလတရားတွေကိုမကြိုးမပေါက်မပြောက်မကြားရအောင်ထိမ့်သိမ်းစောင့်ရှောက်တာလွယ်လွယ်ကူကူနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုယ်ကြောင့်ဘယ်တတ္တဝါမှဒုက္ခမရောက်စေပဲကိုယ်တိုင်ကအာဟုတုတွေမလုံမိအောင်အာဟုတုတွေမဖြစ်စေအောင်ကုသိုလ်တရားတွေကိုသာလိုလားတောင်းတတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပြောရမယ်ဆိုလို့ရှိရင်အာဟုတုတွေဒီနေ့မလုပ်ဘူးမလုံးမိအောင်နေမယ်လို့စိတ်ကိုဒုံဒုံချပြီးတော့တတ်မှတ်လိုက်တာပဲเนาะဒီတော့ဒီကနေ့ဒီရက်မှာဒီဥပုပ်သီလအတိုင်းဒီစည်းကမ်းချက်အတိုင်းငါလိုက်နာမယ်လို့ကိုစည်းကမ်းရှားပြီးတော့ကိုနှုတ်နှလုံးသုံးပါးလုံးကိုစောင့်စည်းတဲ့သဘောဖြစ်တယ်အဓိကအဖြစ်တော့ကာယကံဝစီကံနှစ်ခုကိုထိမ့်သိမ်းစောင့်ရှောက်တဲ့သဘောပေါ့ဘာဖြစ်လို့ဒီလိုလုပ်ရတာတော့ဆိုတော့ကာယကံမှုဝစီကံမှုဆိုတာကတာမန်အားဖြင့်နေလိုက်လို့ရှိရင်လွယ်လွယ်ကူကူနဲ့ကျူးလွန်မိတတ်ကြတယ်လေအဲ့ဒီလွယ်လွယ်ကူကူနဲ့ကျူးလွန်မိတတ်တာတွေကိုမကျူးလွန်ရအောင်လို့စီကံရှာပြီးတော့ထိမ့်သိမ်းစောင့်ရှောက်ပြီးတော့နေလိုက်တာပေါ့ဟုတ်တယ်မလားဒါကြောင့်ဥပုပ်ဆောင်တယ်ဆိုတာကိုကျင့်တရားတွေနဲ့နေတာကိုကျင့်သီလတရားတွေကိုဥပုပ်လို့ခေါ်ပြီးတော့စောင့်တယ်ဆိုတာကအဲ့ဒီကိုကျင့်သီလတရားတွေကိုထိမ့်သိမ်းတာအဲ့ဒီကိုကျင့်သီလတရားတွေကိုမကြိုးမပေါက်မပြောက်မကြားရအောင်အာဟုတုမဖြစ်ရလေအောင်ဘယ်တတ္တဝါမှဒုက္ခမရောက်လေအောင်ထိမ့်သိမ်းစောင့်ရှောက်တာဒီလိုအဓိပ္ပာယ်ရတယ်နော်ဒါကြောင့်ယနေ့အကြောင်းကိုလာပြီးတော့ဥပုပ်သီလတွေစောင့်တည်ကြတယ်ဘာကြောင့်လာတာလဲဆိုလို့ရှိရင်ဘာကြောင့်စောင့်တည်ကြတာလဲဆိုလို့ရှိရင်ကုသိုလ်တရားတွေတိုးပွားခြင်းလို့အာကုသိုလ်တွေမဖြစ်စေခြင်းလို့ဘယ်တတ္တဝါမှကိုယ်ကြောင့်ဒုက္ခမရောက်စေခြင်းလို့ဟုတ်တယ်မလားယခုတရားဓမ္မအပေါင်းသူတော်ကောင်းတွေဖုံဖုံမျိုးသက်တဲ့အရှင်ကုမာရတောင်မူပြောတာကိုတရားဓမ္မအပေါင်းသူတော်ကောင်းတွေနားလည်လိမ့်မယ်ထင်တယ်နော်ရိုးရိုးရှင်းရှင်းလေးပဲဟုတ်တယ်မလားကျောင်းကိုလာပြီးတော့ဥပုပ်ဆောက်တည်ကြတယ်ကိုတက်နိုင်သလောက်လူတန်းပေါ်ရာတွေလူကြတယ်ဒါနသီလဆောက်တည်ကြတယ်သီလဘာဝနာပွားများကုသိုလ်ယူကြတယ်ဝေယဝိသဒီမျက်စိလဲကြတယ်နော်ဒါဟာအမတန်မှကုသိုလ်ထူးတွေပဲဒါနသီလဘာဝနာဝေယဝိသဆိုတဲ့ကုသိုလ်တွေယနေ့မှရလိုက်တာပဲဟုတ်တယ်မလားစဉ်းစားကြည့်နော်
အားလုံးတရားဓမ္မပေါင်းတွေတေးသေးချာချာလေးလေးလေးနက်နက်လေးစဉ်းစားကြည့်မဟုတ်ဘူးလားကျောင်းကိုလာတဲ့အခါကျတော့လူလန်းပွေရလေးပါလိုက်ပြီးအမဒါနပြီးတဲ့အခါကျတော့သီလဆောက်တည်ဖြစ်ပြီးသီလဒါနသီလဘာဝနာမေတ္တာဘာဝနာပွားများပြီးနောက်ပြီးတဲ့အခါကျတော့ကျောင်းမှနေပြီဆိုတဲ့အခါကျတော့အမိုက်ပန်းဖျားပန်းအိုးအမြင်မတော်တာတွေအမိုက်တွေဟာလားအဲ့ဒါတွေကိုရှင်းလင်းသုတ်တင်တဲ့အခါကျတော့လေဝေယဝိဇ္ဇာကုသိုလ်မျက်စိလဲတာကအစအမိုက်ကျုံတာကအစဟုတ်တယ်မလားအဲ့တော့ဒါနသီလဘာဝနာဝေယဝိဇ္ဇာကုသိုလ်တွေဟာဒီကနေ့မှာအမတန်မှကိုကုသိုလ်ထူးကြီးပဲနော်ဒါကြောင့်ယနေ့ဥပုသ်ဆောင်နေဆိုတာလေးကိုတရားဓမ္မအပေါင်းသူတော်ကောင်းတွေနားလည်အောင်လို့ယနေ့ဘုံဘုံမျိုးသက်တဲ့အရှင်ကုမာရတောင်ငူကတေးသေးချာချာလေးရှင်းပြပေးတာနော်ဥပုသ်ဆိုတာကကိုကျင့်သီလတွေကိုဥပုသ်လို့ခေါ်တယ်စောင့်နေဆိုတာကအဲ့ဒီကိုကျင့်သီလတရားတွေကိုထိမ့်သိမ်းစောင့်ရှောက်တာအဲ့ဒီကိုကျင့်သီလတရားတွေကိုမကျိုးမပေါက်မပြောက်မကြားရအောင်မပြောက်မကြားရလေအောင်ထိမ့်သိမ်းစောင့်ရှောက်တာအာဟုသို့မဖြစ်ရလေအောင်ထိမ့်သိမ်းစောင့်ရှောက်တာဟုတ်တယ်မလားဒါကြောင့်ယနေ့ဥပုသ်နေ့မှာဥပုသ်ဆောက်တည်ကြတဲ့တရားဓမ္မအပေါင်းသူတော်ကောင်းတို့နဲ့တကွအားလုံးတရားဓမ္မအပေါင်းသူတော်ကောင်းတွေအာဟုသို့တွေကိုရှောင်ရှားပြီးတော့ကုသိုလ်တရားတွေကိုသာတိုးတဲ့တိုးအောင်ကြီးတဲ့ကြီးအောင်ပြုလုပ်ပြီးတော့နေကြရမယ်ယခုလိုမျိုးယနေ့လိုမျိုးဒါနသီလဘာဝနာဝေယဝိဇ္ဇာကုသိုလ်ထူးကြီးတွေနဲ့ကောင်းကျိုးချမ်းသာတရားတွေကိုရရှိခံစားဆံစားနိုင်ကြပါစေလို့ဥပုသ်ဆောင်ခြင်းအဓိပ္ပာယ်ကိုယနေ့ဘုံဘုံမျိုးဆက်တဲ့အရှင်ကုမာရတောင်ငူမှဟောကြားပေးခဲ့ပါတယ်